ဝါဆိုလာပြီနေ့ရောက်တိုင်းရသော်ဘုရားကိုအမှတ်ရပြီးတော့ရသော်ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုဘုန်းကြီးတို့တွေပူဇော်ကြရမှာဖြစ်တယ်ရသော်ဘုရားကိုကိုယ်တိုင်မမီလိုက်ရတော့လေဘုရားတရားကိုနာခွင့်ရနေကြတဲ့ဒီကနေ့မျက်မှောက်ခေတ်မှာရှိကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့တွေကျေးဇူးအကြီးမားဆုံးသောပုဂ္ဂိုလ်ကိုဖော်ထုတ်ပြောဆိုပါလို့ဆိုလို့ရှိရင်ရသော်ဘုရားဟာထိပ်တန်းနေရာမှာရှိတယ်ပေါ့ဒါကြောင့်အနန္တ၅ပါးပြောကြတယ်လေဘုရားတရားတန်ခါဆရာမိဘလို့ဆိုပြီးအနန္တကျေးဇူးရှင်ဆိုပြီးတော့တတ်မှတ်ကြအဲ့ဒီတတ်မှတ်တဲ့အထဲမှာခုနလို့ဆိုတဲ့နေရာမှာရသော်ဘုရားကဂုဏ်ကြီးချင်းပြည့်ုံရမှာကျေးဇူးတရားဟာလည်းမတမ်းမှကြီးမားဒါဖြင့်လေးရာရှိတယ်မြတ်စွာဘုရားကမိဘတဲ့ကိုများကျေးဇူးကြီးသလားလို့ဆိုကြီးတာပေါ့မိဘကကိုကျွေးုံကျွေးနိုင်တာပဲလေကုသိုလ်အကုသိုလ်လို့ခွဲခြားသိဖို့အတွက်ကျတော့ဘုရားရဲ့အဆုံးအမရမှသိတာဟောမိဘကကိုကျွေးုံကျွေးနိုင်တယ်ပညာသင်ပေးနိုင်တယ်တာမန်အဆုံးအမဩဝါဒတွေပေးနိုင်တယ်မြတ်စွာဘုရားကျတော့တန်တရားဝုကလွတ်နိုင်တဲ့လမ်းကြောင်းထိအောင်ပေါ်ထုတ်ပြတယ်အဲ့ဒီလမ်းကြောင်းကိုဘယ်သူပေါ်ထုတ်ပေးနိုင်မှာတော့မိဘကရောကိုသားသမီးကိုတန်တရားဝုကလွတ်အောင်ဒီလမ်းကြောင်းကိုဟောပြောပြသနိုင်ပါမလားမပြသနိုင်ဘူးဒီကနေ့ခေတ်နိဗ္ဗာန်လမ်းကြောင်းကြီးကိုဖွင့်ပေးနေတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားဖွင့်ထားတဲ့လမ်းကိုထပ်မံရှင်းပြရုံရှင်းပြနိုင်တာကိုလှုပ်တာမဟုတ်ဘူးဒီလိုဆိုလိုတယ်နော်ဘုန်းကြီးတို့တရားဟောနေတယ်ဆိုတော့ကိုတရားမှမဟုတ်တာမြတ်စွာဘုရားတရားကိုတဆင့်ခံပြီးတော့ဟောနေကြတာအလုံးဟောသမျှမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြီးပဲဘယ်ပုဂ္ဂိုလ်ဟောမြတ်စွာဘုရားပိုင်တဲ့ပစ္စည်းကိုယူပြီးအသုံးချနေတယ်လို့ပြောရမှာပဲဒါကြောင့်မြတ်စွာဘုရားရဲ့ကျေးဇူးတရားတော်ဘုရားဘာသာဝင်သူတော်စင်တွေတိုင်းမှာပဲဘုရားရဲ့ကျေးဇူးတွေကဆက်မကုန်နိုင်တော့ရှိတယ်လို့ကျေးဇူးတရားကိုသိတတ်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတွေဟာဘယ်လိုမှဆက်ကုန်ကြအကြောင်းမရှိဘူးပေါ့ကျေးဇူးဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်လောကလူသားတွေတစုံတစ်ခုကူညီဆောင်ရွက်ပေးတယ်တစုံတစ်ခုကျွေးမွေးမှုတွေစောင့်ရှောက်ပေးတယ်အဲ့ဒီကျေးဇူးတရားဟာလောကမှာလူတိုင်းပြုလွယ်နိုင်တဲ့ကျေးဇူးတရားများတာဖြစ်တယ်ပေါ့ဘာလို့တန်တရားဝတ်ကလွတ်အောင်ဆိုဆုံးမှပေးတယ်ကုသိုလ်အကုသိုလ်ခွဲခြားဟောကြားပေးတယ်ပြည့်ရှိတဲ့တရားနဲ့ပြည့်ကင်းတဲ့တရားခွဲခြားဟောကြားပေးတယ်ဆိုတာလူတိုင်းကျေးဇူးမပြုနိုင်ဘူးဒီကျေးဇူးကသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာကျေးဇူးပြုနိုင်အဲ့ဒီကျေးဇူးဟာဘုသူကျေးဇူးလို့ဆိုဘုရားကျေးဇူးပဲမြတ်စွာဘုရားကိုမမီလိုက်တော့လေဘုရားရဲ့အဆုံးအမတွေကြားနာခွင့်ရလို့စိတ်နှလုံးအေးချမ်းမှုအ ਨੇ ဆုံးရကြတယ်နောက်ဆုံးမှာကိုယ့်ရဲ့ဘဝခရီးအတွက်မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းနိုင်ခွင့်ရှိသွားရှောက်လန်းနိုင်သွားကြသည့်အတွက်ကြောင့်ဘဝမှာအမခံချက်တွေရသွားကြဒီဘဝမှာလည်းစိတ်နှလုံးအေးချမ်းမှုတွေရတယ်နောက်ဘဝတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေလုပ်ကြရသည့်အတွက်ကြောင့်ဒီတဲ့ကောင်းတဲ့ဘဝမျိုးတွေနဲ့ကြုံတွေ့နိုင်တယ်လို့ဟောဒီကျေးဇူးတွေဘုသူကျေးဇူးလို့ဆိုမြတ်ဗုဒ္ဓရဲ့ကျေးဇူးတွေပဲလို့ဒီလိုဆိုအကယ်၍မြတ်ဗုဒ္ဓရဲ့အဆုံးအမမရဘူးဆိုရင်ဘယ်လိုအခြေအနေရှိမလဲခရစ်ခေတ်ကြည့်လေဗုဒ္ဓကိုမယုံကြည်လို့ဗုဒ္ဓကိုမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားစဉ်းစားကြည့်ပေါ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့အမြဲတမ်းဝေးနေတယ်တချို့အဆုံးအမမရတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုစရိုက်လုပ်ငန်းတွေကိုပဲလုပ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရလိမ့်မယ်လို့ထင်ပြီးတော့တတ်ဖြတ်ပြီးဒီလိုလုပ်နေကြတဲ့ဘာသာတွေလည်းအများကြီးရှိတာအဲ့တော့လမ်းကြောင်းတစ်ခုကမှားသွားပြီဆိုလို့ရှိရင်အလွန်အန္တရာယ်များတာမမှန်မကန်ယူဆပြီဆိုလို့ရှိရင်လည်းအလွန်အန္တရာယ်များတယ်အန္တရာယ်ဟာဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝထိအောင်တသန္တလာလုံးအတွက်အန္တရာယ်တွေရှိတယ်လို့ဒီလိုဆိုတာနော်မြတ်စွာဘုရားကတော့အမြင်မှန်ဖို့ဆိုပြီးတော့ဆုံးမဟောတာဒါကြောင့်ဘုရားဘာသာကျင့်စဉ်ထဲမှာယုံကြည်မှုကိုရှေ့တန်းမထားဘူးအမြင်မှန်မှုကိုရှေ့တန်းထားတယ်အဲ့ဒီ7ပါးအကျင့်တရားထဲမှာယုံကြည်မှုဆိုတော့မပါဘူး
ယုံကြည်မှုနဲ့လုပ်တယ်ဆိုတာတကယ်ကိုအစအလေးပဲရှိသေးတယ်ပေါ့နော်သို့တော့တခြားဘာသာတွေမှာဆိုရင်ယုံကြည်မှုကိုရှေ့တန်းတင်ထားတာယုံကြည်မှုနဲ့လမ်းဆုံးနေတာဝေဖန်မှုတွေဆန်းစစ်မှုတွေလက်မခံမှုယုံကြည်ရမယ်ယုံကြည်မှုသာအဓိကအဲ့ဒါလို့ထားတော့လေဘုရားမြတ်စွာရဲ့အဆုံးအမကြတော့ယုံကြည်မှုဆိုတာအစကလေးပဲတန်းလောက်ပဲရှိတယ်လို့ပြောရမှာပေါ့အထက်တန်းမှာတော့ယုံကြည်မှုကအဓိကမဟုတ်ဘူး right understanding လို့ခေါ်တဲ့နားလည်မှုကအဓိကဒါကြောင့်မို့မဂ္ဂင်၈ပါးမှာကြည့်တမ္မာဒိဋ္ဌိဆိုတာကိုရှေ့တင်ထားတာတမ္မာဒိဋ္ဌိဆိုတာမှန်ကန်စွာမြင်မှုပဲအဲ့ဒီမှန်ကန်စွာမြင်မှုဟာဘလောက်အရေးကြီးတယ်လဲအင်တမအကိုအရေးကြီးတယ်ဒါကိုတမ္မာဒိဋ္ဌိကိုအဆင့်၅ဆင့်ခွဲပြီးတော့ဆိုကြတယ်ပေါ့အဆင့်၅ဆင့်ဆိုတာတမ္မာဒိဋ္ဌိဟာအခြေခံအဆင့်အနေနဲ့ပြောလို့ဆိုရင်ကံကံဤအကျိုးသိမြင်ခြင်းဟာကာမတက္ကတာတမ္မာဒိဋ္ဌိဒါအခြေခံပဲဒီအခြေခံတရားကဘာကိုဆိုလိုတာလဲဆိုရင်ကိုလှုပ်တာကိုတာဝန်ယူတဲ့အဆင့်ပဲချို့ကကိုလှုပ်တာကိုအတိမမပြုတ်ဘူးလေကိုလှုပ်တာကိုအတိမမပြုတ်ရရောက်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့မြင်မှုဟာကိုလှုပ်တာကိုတာဝန်ယူတဲ့အထိပ်ကိုရောက်တယ်ပေါ့ကိုလှုပ်တာကိုတာဝန်မယူဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာလူတော်လူကောင်းဖြစ်ဖို့တောင်မရှိနိုင်ဘူးပေါ့အဲ့တော့လူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုလှုပ်တာကိုအတိမပြုတ်ရမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုရင်ဒီသိမြင်မှုဟာတာမန်သိမြင်မှုမဟုတ်ဘူးအခြေခံအားဖြင့်အမှန်တမ်းလုံလောက်တဲ့သိမြင်မှုတစ်ခုဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်ကာမတက္ကတာတမ္မာဒိဋ္ဌိပြီးတော့တမာတိကျင့်စဉ်တစ်ခုကိုကျင့်လို့တမာတိစွမ်းအားဟာဘယ်လောက်ရှိတယ်လို့သိတာကိုယ်တိုင်ကျင့်ပြီးကိုယ်တိုင်သိတာကြတော့ဇာနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဇာနာတမ္မာဒိဋ္ဌိနောက်တစ်ခါယုံနဲ့ဓမ္မသင်္ခါရတို့ရဲ့မမြဲတဲ့သဘောထိုမမြဲခြင်းမှုတွေကမမြဲမှုတွေကဖြစ်ဖြစ်မှုတွေကအမြဲတမ်းနှိမ့်ဆက်နေပြီးဒုက္ခဘောကိုယ်ဘာမှမပိုင်ဘူးကိုယ်ဆန္ဒတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့ဆိုတဲ့အနတ္တသဘောတွေပိုင်ပိုင်နိုင်နိုင်သိတဲ့အသိဉာဏ်ကြတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါလည်းအမှန်မြင်ခြင်းတစ်ခုပဲပေါ့နောက်တစ်ခါနိဗ္ဗာန်ကိုမြင်တယ်မြင်လိုက်တာနဲ့တပြိုင်နက်ဆရာကိလေသာတွေစိတ်ရဲ့အပူတွေကိုဖယ်ရှားပြစ်နိုင်တယ်အဲ့ဒီအမြင်မှန်ကိုတော့မဂ္ဂတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီလိုအမြင်မှန်ပြီးကိလေသာတွေဖယ်ရှားပြစ်လိုက်တဲ့အခါမှာအငွေ့အသက်ကျမ်းနေတာကိုထပ်ပြီးတော့ရှင်းပြထားကြတော့ဖလတမ္မာဒိဋ္ဌိလို့ခေါ်တယ်အားလုံးပေါင်းတဲ့အခါကျတော့တမ္မာဒိဋ္ဌိ၅မျိုးလို့ကာမတက္ကတာတမ္မာဒိဋ္ဌိတဲ့ဇာနာတမ္မာဒိဋ္ဌိတဲ့ဝိပဿနာတမ္မာဒိဋ္ဌိမဂ္ဂတမ္မာဒိဋ္ဌိဖလတမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိတွေဘုရားဘာသာမှာအစဉ်အဆက်အမှန်မြင်ဖို့အတွက်အရေးကြီးတယ်ဆိုတာဘုရားဘာသာတရားတော်ရဲ့ထူးခြားချက်မြတ်စွာဘုရားရဲ့ဆိုလောကမှာတဏှာဥစဉ်ကလွတ်ဖို့လို့ဆင်းရဲဒုက္ခတွေလွန်မြောက်ဖို့လို့ဆိုတဲ့ဒီလိုကြိုးပမ်းတဲ့နေရာမှာအမှန်မြင်မှုဟာအရေးပါတယ်ဒါကြောင့်တမ္မာဒိဋ္ဌိဆိုတာရှေ့တန်းတင်ပြီးတော့ဟောတာယုံကြည်မှုဆိုတာဒီလောက်အရေးမပါဘူးတဲ့နော်မှန်ကန်တဲ့လမ်းကြောင်းကိုရောက်လို့ယုံကြည်တာကအကြောင်းမဟုတ်ဘူးလွယ်လွယ်မမယုံကြည်မှုတွေကြတော့အကျိုးနစ်နာစေတိုင်းပဲပေါ့အကျိုးမဖြစ်ထွန်းတဲ့အပြင်နစ်နာဆုံးရှုံးသွားစေတယ်ဒီတချို့ဘာသာတွေကြည့်ဖះကိုပူဇော်တယ်ဆိုပြီးတော့တရားတွေတက်ပြီးတော့လဲချောင်းသွေးနဲ့ရေပူဇော်နေတာကြတော့ဘယ်လိုရှိပါမလဲစဉ်းစားတာကြည့်ကုသိုလ်ထင်ပြီးလုပ်နေတာအကုသိုလ်တွေလေအဲ့ဒီအကုသိုလ်ရဲ့အကျိုးဆက်တွေဟာခံရအောင်ပါပဲတချို့အယူဆကြတော့ပြမနာတွေယုံကြည်ကိုးကွယ်မှုတစ်ခုရှိတယ်သူတော့ဘာလို့တော့ဆိုရင်ကောင်းကင်ဘုံကထာဝရဘုရားသခင်ကြီးမြမကြီးနဲ့ဆက်သွယ်ဖို့ဆိုပြီးတော့လူပြေမှာရှိတဲ့မီးကိုတောက်အောင်လုပ်ပြီးတော့မန္တန်တွေရွတ်လို့မီးထဲမှာထောပတ်တို့စီတို့လောင်းပြီးတော့မန္တန်ရွတ်တယ်မီးပူဇော်တယ်လို့ခေါ်တယ်မီးကိုရှိခိုးတယ်နော်အိန္ဒိယနိုင်ငံမှာဟိုရှိတော့ကဒါခေတ်စားတယ်ပေါ့မီးပူဇော်တာအမှန်တမ်းမှတရိုးတူမီးပူဇော်တာဆိုတာဘုရားမီးပူဇော်တာလို့မထင်နဲ့နော်မီးနိုင်